ကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါဗျာနော်ကျွန်တော်တို့ဒီနေ့မှာကျန်းမာရေးနဲ့ပတ်သက်တဲ့ဖြစ်နိုင်တဲ့ယောဂါတွေရဲ့အခြေအနေတွေနဲ့နော်ကျန်းမာလက်ဝါးပြင်မှာဒီလိုလက္ခဏာတွေပေါ်လာတဲ့အခါမှာဖြစ်ပေါ်နိုင်တဲ့ယောဂါတွေအကြောင်းကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်အဲအကြောင်းမလို့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကို like ဆုံးထိကြည့်ပေးတော့ဖို့မြစ်တာရက်ခံခြင်းပါတယ်ဗျာနော်ကျွန်တော်တို့ဒီမှာဘယ်မှာပြောရမလဲဆိုလို့ရှိရင်ကျွန်တော်တို့လက်ဝါးပြင်မှာကျွန်တော်တို့အသက်လမ်းကြောင်းရှိတယ်ကျွန်တော်တို့အသက်လမ်းကြောင်းကနေပြီးတော့ကျွန်တော်တို့အလေကနေပြီးတော့ထက်ဆိုင်ရင်းချောင်းလေးချောင်းဆွဲလိုက်ပြီဒီကတော့ကျွန်တော်တို့တောက်ကြချိုးကုန်ဖြစ်တယ်ဒီဘက်ကတော့ကျွန်တော်တို့တနင်္လာချိုးကုန်ဖြစ်တယ်နော်ဒီကတောက်ကြချိုးကုန်ကကျွန်တော်တို့အလေကိုမြင်းချောင်းလေးချောင်းဆွဲလိုက်လို့ဒီတောက်ကြချိုးကုန်ကပြည့်နေမယ်ပြည့်မောက်နေမယ်ပြည့်ပြည့်ဝဝရှိနေမယ်ဆိုလို့ရှိရင်တော့အဲ့လိုလူမျိုးတွေကနော်ဘဝမှာကြမ်းမာနဲ့နော်လုပ်ငန်းဆောင်တာတွေကိုနော်စိတ်သွားတိုင်းကိုပါနဲ့လှုပ်ဆောင်နိုင်တဲ့လက္ခဏာမျိုးတွေဖြစ်ပါတယ်နော်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီတနင်္လာချိုးကုန်ဒါတနင်္လာချိုးကုန်ကျွန်တော်တို့ဒါကတော့အင်္ဂါချိုးကုန်အမဒါအင်္ဂါချိုးကုန်အကုန်လုံးခေါ်ပါတယ်နော်ဒီတနင်္လာချိုးကုန်ကကျွန်တော်တို့ပုံမှန်တဲ့အနေအထားနဲ့ဖောင်းနေမယ်ဆိုလို့ရှိရင်ဒီလိုလူမျိုးတွေကသွေးတိုးယောဂါတို့သွေးနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်ပါတယ်နော်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်အင်္ဂါချိုးကုန်ဒီတနင်္လာချိုးကုန်ကနော်ပိန်းနေမယ်ဆိုလို့ရှိရင်တော့သွေးအားနည်းတာတို့သွေးနဲ့ပတ်သက်တဲ့သွေးကြတာတို့ဖြစ်တတ်ပါတယ်လို့ကျွန်တော်ပြောပြချင်ပါတယ်ဟုတ်ကဲ့အားလုံးစိတ်ချမ်းသာ